ကျွန်တော်မွေးမြူထားတဲ့ချက်တွေကတကယ်ပဲတွေးတန့်ဖီးနှင်းငတ်တွေလားရေကန်တွေကငါးချင်းတွေကကောတကယ်ငကားစစ်တွေလားကျွန်တော်ထင်းခုတ်ဖို့ပေါ့ပပသုံးနေတဲ့တန်ချီတက်နေတဲ့ပစိန်စုပ်ကတော့ထိတ်တန့်ကိုင်းတွေအတွက်တော့အမြင့်ဆုံးနှစ်ဖျားအဆင့်လက်နက်ကြီးဖြစ်နေခဲ့တယ်ဒါပေမဲ့ကောင်းကင်ကြီးကိုတိုင်တီးပြီးကျင်းဆိုရဲပါတယ်ကျွန်တော်ကော်လူဖန်းဟာကျင့်ကြံခြင်းလမ်းစဉ်ရဲ့အစကူတော့မလန်းနိုင်သေးတဲ့တာမန်လက်သမားတစ်ယောက်ထက်ပိုမနေပါဘူးကျွန်တော်ဒီကိုကူးပြောင်းလာခဲ့တာ3နှစ်ရှိပြီဖြစ်ပေမဲ့အတုံးမကျတဲ့စနစ်တစ်ခုနဲ့ချိတ်ဆက်မိခဲ့တဲ့တခြားသူတွေကျင့်ကြံရင်ကောင်းကင်ကိုစန့်ကျင်ပြီးကံကြမ္မာကိုပြောင်းလဲကြတယ်လောကကြီးကိုဖျက်ဆီးမတက်တောင်းကျမ်းကြတယ်ဒါပေမဲ့ဒီစနစ်ကတော့ကျွန်တော်ကိုကျက်စာကျွေးငါးမွေးမုံရင်းထုတ်ဆိုင်ဖို့လောက်ပဲခိုင်းနေခဲ့တယ်တနေ့မှာတော့ဒဏ်ရာပြင်းထန်စွာရထားတဲ့အလှလွန်သူတော်စင်မလေးတစ်ယောက်ကျွန်တော်ထင်းခုတ်တဲ့တားမြင့်နယ်မြေထဲကိုရုတ်တရက်ဝင်လာပြီးကျွန်တော်ခြေတလုံးကိုဖက်ကစီနီယာလို့ခေါ်လာတဲ့အချိန်မှပဲဒီလောကကြီးကကျွန်တော်ကြောင့်လုံးဝပြောင်းပြန်လဲနေပြီဆိုတာကိုသဘောပေါက်လိုက်တော့တယ်ကျွမ်းရှံနေမြေနန်ရွေဟိုတိုင်းပြည်ရဲ့လယ်မြို့အစုံမှာရွာငယ်လေးတစ်ရွာရှိတယ်ကျွန်တော်ပြောင်းမှုစေပကံကိုကင်ပြီးခြံဝင်းငယ်လေးတွေကနေထွက်လာခဲ့တယ်ခြံထဲကကြက်တွေကိုအစာကျွေးဖို့နှစ်ခွန်းသုံးခွန်းလောက်လှမ်းခေါ်လိုက်ပြီးငါးကံဘက်ကိုတွားကအစာနဲ့ငယ်ပစ်ထည့်ပေးလိုက်တယ်အဲ့ဒီနောက်ဟင်းပြီးဟင်းရွက်ခင်းဘက်ကိုတွားပြီးပေါင်းတင်လိုက်တယ်အလုပ်တွေအဆက်မပြတ်လုပ်လိုက်ရလို့ချွေးရွှဲသွားပြီးနောက်အနားယူဖို့မက်မုံပေအောက်မှာထိုင်ချလိုက်တယ်တကယ်တော့ကျွန်တော်ဟာကျွမ်းရှံနေမြေကဒေတာခံတယောက်မဟုတ်ပဲဝိညာဉ်ကူပြောင်းဟာကျွမ်းရှံနေမြေကဒီလောကမှာတယောက်မဟုတ်ပဲဝိညာဉ်အရန်လေးစားကြတယ်ကျွန်တော်လည်းတစ်ချိန်ကဒီလောကမှာကျင့်ကြံရှောက်လန်းခြင်းကအရန်လေးစားကြတယ်ကျွန်တော်လည်းတစ်ချိန်ကတွားရောက်ဆန်းသက်ခံပြီးနောက်ရှောက်လန်းခြင်းကိုလုံးဝမဖြစ်နိုင်တဲ့တုံးကြတဲ့ခန္ဓာကိုတွားရောက်ဆန်းသက်ခံခဲ့ရတယ်ကျင့်ကြံလို့လုံးဝမဖြစ်နိုင်တဲ့တုံးကြတဲ့ကျွန်တော်ဒီစနစ်ကိုတတ်မှတ်ထားစေရတယ်အစားကတော့အားငယ်နေခြင်းကောင်းကင်ကျွန်တော်ဒီစနစ်လန်းနိုင်မှုထားစေခဲ့ပေမဲ့အစားကတော့အလုံးကိုကောင်းကင်စံနေမှတိလိုက်ရတဲ့ကျင့်ကြံခြင်းလမ်းစဉ်ကိုဒီစနစ်ကမဖွင့်ပေးခင်တာဝန်ပေါင်းတိလိုက်ရတဲ့ကျင့်ကြံခြင်းလမ်းစဉ်ကိုတရားဝင်မဖွင့်ပေးခင်တာဝန်ပေါင်းအောင်လုပ်ခိုင်းခဲ့666ခုကိုဒါပေမဲ့ပြီးခဲ့တဲ့3နှစ်တာကာလတစ်လျှောက်လုံးလုပ်ခိုင်းခဲ့သူပေးတဲ့တာဝန်တွေကကြက်မွေးတာဒါပေမဲ့ပြီးခဲ့တဲ့3နှစ်တာကာလတစ်လျှောက်လုံးသူပေးတဲ့တာဝန်တွေကကြက်မွေးတာငါးမွေးတာချုပ်ပြောရရင်ရေသမားတယောက်လုပ်ရမယ်အလုပ်ဆိုင်တာလုပ်ခဲ့ပါပဲစာရေးတာချုပ်ပြောရရင်ရေသမားတယောက်လုပ်ရမယ်လေ့ကျင့်ခိုင်းပြီးရတဲ့ဆုလက်တွေကလည်းပေါက်ကြီးဆွဲတာကိုလည်းအတင်းကျပ်လေ့ကျင့်ခိုင်းပြီးရတဲ့ဆုလက်တွေကလည်းပေါက်ဆောက်မျိုးတွေတောင်ပါသေးတယ်နေ့စဉ်မှာကြီးစီမျိုးမျိုးစာအုပ်မျိုးနဲ့ဆောက်မျိုးတွေတောင်ပါသေးတယ်နေ့စဉ်304မျိုးတောင်ရှိခဲ့တယ်3နှစ်ကြာတော့ဒီစနစ်အပေါ်လုံးဝ304မျိုးတောင်ရှိခဲ့တယ်3နှစ်ကြာတော့ဒီစနစ်မက်မုံပင်ကနောက်ဆုံးတော့တီးတီးလာခဲ့ပြီးနောက်ထပ်တာဝန်ကဘာဖြစ်မလဲမက်မုံပင်ကနောက်ဆုံးတော့တီးတီးလာခဲ့ပြီးတာမျိုးနောက်ထပ်တာဝန်ကဘာဖြစ်မလဲမတန်ဆွမ်းတဲ့အတင်းဖြစ်နေတဲ့ကျွန်တော်ဟာတစ်ပင်ပေါ်ကတခြားသူတွေကိုကူညီပေးမိလိုက်တဲ့အတင်းဖြစ်နေတဲ့ကျွန်တော်ဟာတစ်ပင်ပေါ်ကပေးရမယ့်ထူးဆန်းတဲ့တာဝန်ပေးလိုက်တဲ့စနစ်ရဲ့အနံကရုတ်တရက်ထွက်ပေါ်လာပြီးပေးရမယ့်ထူးဆန်းတဲ့တာဝန်ဒီလိုအလုပ်မျိုးတွေလုပ်ခဲ့မှုပါတယ်ကျွန်တော်ပေါ်လာပြီးခါမှထိုးကျိုးတစ်ချောင်းဒီလိုအလုပ်မျိုးတွေလုပ်ခဲ့မှုပါတယ်ချက်ချင်းတော့လာစိမ့်ကိုခါမှထိုးကျိုးတစ်ချောင်းဒါပေမဲ့အပြင်ဘက်ကိုချိန်ချလိုက်တာနဲ့ခြံဝင်းတစ်ခုလုံးရဲ့စွမ်းရည်တွေဒါပေမဲ့ပြောင်းလဲသွားတဲ့ချိန်ချလိုက်တာနဲ့ခြံဝင်းတစ်ခုလုံးရဲ့စွမ်းရည်ဟောက်တန်ရုတ်တရက်ပြောင်းလဲသွားတဲ့ကောင်းကင်ယံကိုဟိန်းဟောက်လာပြီးရေကန်တွေကဟောက်တန်တွေနဲ့ကားရေးမဟာတာပြရောင်ကောင်းကင်ယံဟောက်လာပြီးရေကန်တွေကနေရွှေရောင်ရေးတွေဟာပြရောင်ကောင်းကင်ယံချထားခဲ့တဲ့အရာဌာနထဲဝါတဲ့ရွှေရောင်နဲ့ငကားတွေဟာမိုင်မဲတဲ့ငကားတွေတိတ်တိတ်နေကြဆန်းမင်းတို့တခင်အလိမဝေးသေးကြတယ်မိုင်မဲတဲ့ငကားတွေတိတ်တိတ်နေကြဆန်းမင်းတို့တခင်တိတ်မဝေးသေးကရုတ်တရက်မောကြည့်ကြတာလားစပားစီတွေကိုကောက်စားနေတဲ့တောက်ပါတဲ့အယောင်ရုတ်တရက်မောကြည့်လိုက်ပောက်ကွဲထွက်လာတယ်ကောင်းကင်နောက်ကျောကနေတောက်ပါတဲ့အယောင်900မှ2ကြီးတွေပောက်ကွဲထွက်လာတယ်ကောင်းကင်ထွက်ပေါ်လာတယ်ဖုံးလွှမ်းသွားတဲ့ရေကန်ဘေးကရေတွက်မရနိုင်တဲ့ငကားရေးတွေဟာချက်ချင်းပြောက်ကွယ်သွားပြီးရေကန်ဘေးကရေတွက်မရနိုင်တဲ့ငကားရေးတွေဟာချက်ချင်းပြောက်ကွယ်သွားပြီးငါတို့ငကားမျိုးကျန်းစွာခုခန့်နေမယ်တော့ဖြစ်ကြောက်လို့မဟုတ်ပါကြလို့ခန္ဓာငါတို့ငကားမျိုးနဲ့ကတခုကမယ်ထဲမှာကြောက်လို့မဟုတ်ပါဘူးလို့ခန္ဓာတော်ကမင်းတို့နဲ့အတန်တကယ်တင်ဖို့ထဲမှာပဲတင်ထပ်သွားချိန်မှာမတ်မမယ်တော့ကမင်းတို့နားထောင်ကောင်းတဲ့မျိုးသမီးသားတွေထွက်ပေါ်လာချိန်မှာမတ်မတွေကပိုလုံးနားကြောက်စရာကောင်းလာတယ်လို့ငါခံစားရတယ်သူငါကိုင်းခက်တွေငါတို့တခင်ကပိုပြီးကြောက်စရာကောင်းလာတယ်လို့ငါခံစားရတယ်သူငါကိုင်းခက်တွေအောက်လူနီးပါဖြစ်သွားတယ်ခဏလေးထိုင်လိုက်ရုံနဲ့မျက်တောင်တစ်ခတ်တွင်းမှာပဲခြံဝင်းတစ်ခုလုံးအတန်တိတ်သွားတယ်ကျွန်တော်အပြင်ထွက်လာချိန်မှာမျက်တောင်သားတွေတွင်းမှာပဲခြံဝင်းတစ်ခုလုံးအတန်တိတ်သွားတယ်ကျွန်တော်အပြင်ထွက်လာချိန်မှာအရန်တတိဓာတ်သားတွေကဒုတိယမနက်စောစောအပြင်ကပြန်လာတော့ကြည့်ကြရင်အရန်တတိဓာတ်လာနေတာတွေ့တယ်ဒီမနက်စောစောအပြင်ကပြန်ကြောက်စရာကောင်းမှုရတယ်လို့ငါတို့ဒီကြားကလာနေတာကြည့်နေတယ်အဲ့နားလေပါအရန်ကြောက်စရာကောင်းမှုရတယ်လို့ကျွန်တော်ရွာထဲကနေထွက်လာခြင်းနဲ့အတိပေးတယ်နားလေပါဒီနေရာကအရန်ခေါင်လာကိုဘာလို့ညာကျွန်တော်ရွာထဲကနေထွက်လာပြည့်ကြီးရောက်လာကြတာလဲဒီနေရာကအရန်ခေါင်လာကိုဘာလို့ညာကျွန်တော်ရင်ထဲမှာလက်ဆိုင်နဲ့ရောက်လာကြတာလဲကြည့်ကြဖြစ်ကြောင်းပြေးလိုက်မိတာနဲ့အဲ့ဒါကလက်ရှိကျွန်တော်ဘဝနဲ့ဘာမှမဆိုင်ပါဘူးရုပ်ရည်ဖြစ်ကြလာတယ်ဒါပေမဲ့အဲ့ဒါကလက်ရှိကျွန်တော်ဘဝနဲ့ဘာမှမဆိုင်ကြတဲ့ကပြည့်ပြည့်ကြတောက်လောင်နေတဲ့တုံးကြီးတောင်ရဲ့အဝင်ဝကိုရောက်လာကိုဝင်တောင်ကြလိုက်ချိန်မှာပဲတောက်လောင်နေတဲ့တုံးကြီးကိုရဲရဲထားပြီးကိစ္စတစ်ထဲကိုဝင်ဖို့ပြင်လိုက်ချိန်မှာပဲနင်းလိုဖြူခွေးရဲ့မြင်းကြီးထားတဲ့လူထားပြီးကိစ္စတော့ရှိမှရဲနေကြတဲ့တက်ရဲ့သူတို့စင်မလေးဒီအနေများတဲ့နေရာကိုတကယ်ပဲသွားချင်လို့လားဒီနေရာကပြန်လမ်းမရှိတဲ့အနေများတဲ့နေရာကိုကျွန်တော်တို့လည်းသွားချင်တော့ဒီနဲ့ရှိနေရာကပြန်လမ်းမရှိတဲ့တက်သွားခဲ့ရတာလို့ကျွန်တော်တို့ရဲ့ဘိုးဘီတော်တယောက်ရှိနေရာမှာပဲစောင့်နေတဲ့အပြာရောင်းခဲ့ရတဲ့မင်းကလေးကိုလက်ပိုင်းရဲ့ဒီမျိုးသားတယောက်ကရှိကနေရုပ်စင်တဲ့အပြာရောင်းလို့ဆုံးနေလှပကြော်ရှင်းလာပါတယ်သူမကရှိကတောင်ကြားကိုရုပ်စင်တဲ့တင်းကိုအလုံးမှန်ရှိလိုက်ကြော်ရှင်းလာတို့မှာသူမကရှိကတောင်ကြားကိုကြည်တောင်ကြားတဲ့ကိုမှန်ရှိလိုက်အရာကိုရိုက်နိုင်မလားဆိုချက်စရာမရှိဘူးငါတို့ကိုင်းရှိတောင်ကြားတဲ့အတွက်အရေးကြီးတယ်အရာကိုရိုက်နိုင်မလားဆိုတာကငါတို့ကိုင်းတောင်တဲ့ဒီရှောင်းလဲလို့မရဘူးဒါလိုစင်မလေးတယောက်အနေနဲ့ငါတို့တေချာပြင်ဆင်ထားပါတယ်ရှောင်းလဲလို့မရဘူးငါတို့လက်ထဲမှာရှိတဲ့အတွက်ငါတို့တေချာဟုံရှင်ကြောက်နေရင်အပြင်မှာပဲကြံခဲ့ပြီးငါတို့လည်းကျမပြန်လာတာကိုစောင့်နေနိုင်ပါတယ်ရန်ကုန်ရှင်ကြောက်နေမျိုးသားမှာပဲကြံခဲ့ပြီးကျမပြန်လာတဲ့ဆုံးဖြတ်ချက်ကိုခံစားမိလိုက်တယ်သူလည်းပိုင်းမျိုးသားကသူမဆိုးရစင်မလေးနောက်ရေးရိုင်တဲ့ဆုံးဖြတ်ချက်ကိုခံစားမိလိုက်ကြောင်းသူကခိုင်မာလိုက်တယ်သူလိုစင်မလေးနောက်တန်ရေးအသေးသေးတိုင်းကိုစီးရမယ်ဆိုရင်တော့ခိုင်မာပြောလိုက်တယ်လီဟော်ကိုင်းရှန်တန်ရေးကကျင်းတဲ့စွာကောင်းကြီးလိုက်ရမယ်အားလုံးကိုတုံဆိုင်ပေါ်ကဆင်းပေါ်အချက်ပြလိုက်တယ်နောက်လာကျင်းတဲ့စွာမြောင်းလိုက်ပြီးအားလုံးကိုမြင်းပေါ်ကဆင်းပြီးအချက်ပြလိုက်တယ်နောက်လာဒါစင်လိုက်ကြစွာတကယ်ကိုတားမြင့်နေမိပါပဲပေါ်ကနားမှာတောင်ကြားတဲ့ကိုဝင်ဖို့ရိုးတဲ့ထိစိတ်တက်သွားတယ်တားမြင့်နေမိပါပဲနားမှာရက်နေသွားတယ်အယူတဲ့ထိစိတ်တက်သွားတယ်ကျန်ဟောရဲ့မျက်နှာကအာရုံခံစားသွားတယ်ဒီနေရာဟာအစလုံးတရား
ပိုင်းကြီးများလာကြောင်းဒီတူရဲ့အာယုံခံစားမှုကမူချမ်းတွေကစိတ်ကိုတင်းနေအောင်တက်ပြလိုက်တဲ့လူတိုင်းကိုအကာအကွယ်တာဝူးချမ်းတွေကစိတ်ကိုတင်းနေအောင်အမိတ်ပေးလိုက်တဲ့ငါးရာဝစာအကာအကွယ်တာဝူးရုံနဲ့ဉာဏ်ဝတ်ဖို့ဖြစ်မှအမိတ်ပေးလိုက်တဲ့သူမငါးရာဝစာလုံးရှိတဲ့လန်တိုးလိုက်ဒီတာစီကိုအချွဲရခြင်းစောင့်ရှိတဲ့ရှီဟောင်းဝင်သားစွာရှိတဲ့လန်တိုးလိုက်ပြီးလည်းဒီမှာရဲ့ဆူရှာပြင်းထန်တဲ့ရှီတန်တဲ့ရှီဟောင်းဝင်ပါပြတဲ့တွေချက်ချင်းလွတ်စင်လာပြီးကျောင်းဆူရှာပြင်းထန်စွာလိမ့်စင်လာတဲ့ရန်ကုန်ရဲ့မျက်လုံးတွေကချက်ချင်းလွတ်စင်လာပြီးကျောင်းမင်းတုံလုံးမှုတွေနဲ့လိမ့်နေသွားတဲ့ရန်ကုန်ရဲ့မျက်လုံးကအရာအလုံးကိုဖျက်ဆီးပြတဲ့မင်းတုံလုံးမှုတွေနဲ့ဆွဲနေသွားတဲ့လမ်းကြောင်းခံစားပြီးအရာအလုံးကိုဖျက်ဆီးပြနိုင်တဲ့ကျွမ်းကျင်မှုချင်းမှုနိုင်လောက်တဲ့ကျောင်းကပြီးရှင်းချမှုပါပဲဒါကရွှေတန်ဆင်ကျွမ်းကျင်မှုတောင်ချင်းမှုနိုင်လောက်တဲ့ကျောင်းကချင်းချမှုမြောက်ခင်ကအဖွဲ့ကိုချက်ချင်းဦးဆောင်အဲ့ဒီမြင်ကွင်းကိုနောက်ကနေကြည့်ရင်ကျွန်တော်စိတ်ထဲမှာတန်တရားတွေပြည့်နေသွားတယ်အဲ့ဒီမြင်ကွင်းတွေတိတိကျကျနောက်ကနေကြည့်ရင်ကျွန်တော်စိတ်ထဲမှာတန်တရားတွေပြည့်နေသွားတယ်ဒီလောက်ထူအောင်လုပ်နေကြတယ်ဘာလို့လုပ်နေကြတာလဲလုံးဝမြန်ဆိုင်ကြပြီးပုံမြင်ဒီလောက်ထူအောင်လုပ်နေကြတယ်ဘာဝပတ်ဝန်းကျင်ကိုလုံးဝကြီးဆိုင်ကြမရှိဘူးညမရှိလိုက်တယ်ကျွန်တော်နောက်ထပ်သွားမယ်အလုပ်တွေဆိုင်နေစရာအကြောင်းမရှိဘူးလို့ပြီးလိုက်ရန်ကုန်နဲ့ကျွန်တော်နောက်ထပ်သွားမယ်ထားတဲ့အကာအကွယ်တာဝေးရုံတွေကတော့မရေမတွက်နိုင်တဲ့ကစင်ကလေးအားမထားတဲ့အကာအကွယ်တာဝေးရုံတွေကတော့မရေမတွက်နိုင်တဲ့ကစင်ကလေးအားမှာနာကျင်စွာအော်ဟင်းရင်စီကြောင်းတွေတိုက်ကြသွားကြတယ်မူချမ်းတွေကနာကျင်စွာအော်ဟင်းရင်ထလန်းပေါ်လဲကြသွားကြတယ်မူချမ်းတွေကလက်ထဲကဝင်ကပါပြကနှစ်ပိုင်းကျိုးပဲဒုက္ခခဲ့ပေမဲ့အဲ့ဒီကြောင့်မလက်ထဲကဝင်ကပါပြကနှစ်ပိုင်းကျိုးပဲသူမရဲ့ကာကွယ်အဲ့ဒီကြောင့်ဖွယ်ဆွမ်းရင်လိုင်းက30စက္ကန့်တောင်မကြာသူမရဲ့အပြားရဲ့ကာကွယ်ရဲ့အသားစစ်တက်သွားဖူးဖောက်ဖြက်စီးပစ်ခဲ့ပြီးသူမရဲ့ချမ်းရဲ့လှပတဲ့မျက်လုံးတွေကနေဝမ်းနဲ့မှုမျက်ရည်တွေကျဆင်းလာခဲ့တယ်မူချမ်းရဲ့လှပတဲ့မျက်လုံးတွေကနေဝမ်းနဲ့မှုမျက်ရည်တွေကျဆင်းလာခဲ့ကြသူတို့တွေဒီတိုင်းနေ့ဒီမှာတရားဖို့ကံကြမှာပါလာနိုင်ခဲ့ကြသူတို့စင်မလေးသူတို့တွေဒီနေ့ဒီမှာတရားဖို့ကံကြမှာပါလာနိုင်မှာပဲရန်ကုန်ကရုတ်တရက်အော်ပြောလိုက်တယ်မူချမ်းတွေကအဲ့ဒီအချိန်မှာပဲရန်ကုန်ကရုတ်တရက်အော်ပြောလိုက်တယ်မလန်မကမ်းမှာရှိတဲ့မဟာတာအိုရဲ့ကစင်ကလေးရဆွဲလိုက်တဲ့မလန်မကမ်းမှာရှိတဲ့မဟာတာအိုရဲ့ကစင်ကလေးရဆွဲလိုက်တဲ့ပပရှောက်လန်းလာတော့တွေ့လိုက်ရတဲ့မြေရဲ့ဟန်မန်ကရှောက်လုံးကိုပပရှောက်လန်းလာတာကိုပြင်လိုက်ရတယ်သူရဲ့ဟန်မန်ကအလျောက်ကိုတည်ငြိမ်လွယ်တကူတုတ်တင်နိုင်စွမ်းရှိတဲ့ဆွဲရင်လိုင်းတွေကတော့စင်ကြတော့လုံးဝအသုံးမဝင်လွယ်တကူတုတ်တင်နိုင်စွမ်းရှိတဲ့ဆွဲရင်လိုင်းတွေရဲ့သူငယ်အိမ်တွေကျုံသွားတယ်သူမကဆွဲရင်နေဆုံးနေရာကိုမူချမ်းနေရဲ့သူငယ်အိမ်တွေကျုံသွားတယ်သူမကဆွဲရင်ရတဲ့နေရာကိုရောက်နေရတယ်တိုက်ခိုက်ခဲ့ပေမဲ့ဒီလူကအနေအများဆုံးနေရာကနေကိုရောက်နေရရှောက်ဒါပေမဲ့ရှုပ်ထွေးဆုံးနေရာအနေအများဆုံးနေရာကနေသူ့တကူလုံးမှာအားရမှမရှိရှုပ်ထွေးဆုံးနေရာကနေရဲ့အထင်ရှင်ကိုတွေးလိုက်ရတဲ့လုံးမှာအားရမှမရှိလို့ဖြစ်နေတယ်သူမရဲ့ကဲတင်ရှင်ကိုတွေးလိုက်ရတဲ့လုံးခံစားရပြီးအမြန်အော်ဟစ်အကူကြီးတောင်းလိုက်တယ်ကျေးဇူးပြုကျွန်တော်ကကျမတို့ကိုကဲပါပြီးတော့အမြန်အော်ဟစ်အနေနဲ့တောင်းလိုက်တဲ့ရက်ကျွန်တော်ကဒီလူစုကိုပြတ်ချသွားမှစဉ်းစားနေလို့ဆိုတာတရားရက်ပညာကြည့်လိုက်မိတယ်ကြည့်လို့တခင်ချဘသူမှခမ ्या ကျွန်တော်ကိုစီယာလို့ခေါ်ရတာလို့စိတ်ထဲကနေတခင်နိုင်ပဲတွေးလိုက်မိတယ်ခမ ्या ကျွန်တော်ကိုစီယာလို့ခေါ်ရတာလို့မူချမ်းနေကတိတိတတ်တာလှုပ်ရှားသွားတဲ့ဟန်နဲ့ဟုတ်ပါတယ်စီနီယာလို့မူချမ်းနေကတိတိတတ်တာလှုပ်ရှား